ရောနုကပရောအဖြစ်ကျွန်တော်တို့ဆွေးနွေးသွားမယ်ဖြစ်တယ်ဒီနေ့ဝင်ကမဲ့ကတော့တက်တဝါလေးပါပြီးသွားပြီအခုဒီနေ့ဝင်ကမှာတော့ပါလဲဆိုရင်အတင်းတို့ခုနှစ်ပါးကာလအကြောင်းကိုကျွန်တော်ဝင်ကမယ်နော်အတင်းတို့ခုနှစ်ပါးကာလနော်အဲ့ဒါကိုအပိုင်းဘလောက်မှဝင်တယ်လဲဆိုရင်အပိုင်း7ရောက်သွားပြီကဲနောက်ဆုံးတော့ကာလဖျားကင်ဤပြတိတော့အပိုင်း7ဖြစ်ပါတယ်နော်အပိုင်း7ဒီအပိုင်း7ကပါကာနာကိုဝင်ကမလဲဆိုရင်အတင်းတို့ခုနှစ်ပါးနပတ်တပြည့်မှာကျွန်တော်တို့ဆွေးနွေးသွားမယ်ဖြစ်ပါတယ်အခုတတဝါလေးပါနော်ကျွန်တော်တို့ဒီနေ့ပါလို့ဆိုရင်အတင်းတို့ကာလမှာတတဝါလေးပါအကြောင်းနော်ကျွန်တော်တို့ဝင်ကပြီးပြီဒီအတင်းတို့ခုနှစ်ပါးရဲ့ကာလကအတင်းတို့ရဲ့ဥကုံကခရစ်တော်ဖြစ်တယ်အတင်းတို့ရဲ့ဥခန္ဓာကခရစ်တော်ဖြစ်တယ်အဲ့ဒီတတဝါလေးပါနဲ့လည်းမလွတ်ဘူးလေးပါနဲ့လည်းမလွတ်ဘူးအဲ့ဒါကအတင်းတို့ခုနှစ်ပါးကဒီနေ့အပိုင်းကိုတခုပြောချင်တယ်ပေါ်လူရေးတဲ့အတင်းတော်နဲ့ပြတိကျမ်းမှာရေးတဲ့ပြတိကျမ်းခန်းကြီးนี่အခန်းကြီး3တခုလုံးမှာအတင်းတော်ခုနှစ်ပါးအကြောင်းရေးထားတယ်ပေါ်လူရေးတဲ့အတင်းတော်အာတစာနဲ့ပြတိကျမ်းရေးတဲ့အတင်းတော်ခုနှစ်ပါးကမတူတဲ့အချက်မတူညီတဲ့အချက်အပိုင်းကိုပထမပိုင်းပြောချင်တယ်ပေါ်လူရေးတာပေါ်လူကာလမှာရှိနေတဲ့အတင်းတော်ပူတာပေါ်လူလက်ထက်မှာကာလမှာအဖက်အတင်းတော်ကိုရင်တူအတင်းတော်ယောမစသဖြင့်ကလာတိအတင်းတော်ပူတဲ့စာအလုံးကအဲ့ဒီကာလမှာရှိနေတဲ့အတင်းတော်ကိုစာပူတာဖြစ်တယ်ပြတိကျမ်းထဲမှာပြတိကျမ်းအခန်းကြီးနေ့ကနဲ့အခန်းကြီး3ဒီအတင်းတော်ခုနှစ်ပါးကအဲ့ဒါကသူကလာလိုက်ဖြစ်လာမဲ့ပရောဖက်ပြုချက်ဖြစ်တယ်ယေရှုလဝကတေမှာအသေးခံပြီးကောင်းကင်ပေါ်တက်ကြွသွားပြီးမှာယေရှုခရစ်တော်တူတဲ့ချင်းတန်လွင်တော်ပေါ်မှာဆေးလာတဲ့အချင်းကျေးဇူးတော်ကာလတခုလုံးမှာသူကာလလိုက်ဖြစ်လာမဲ့အရာအဲ့ဒါကိုကျူတင်ပြီးမှပရောဖက်ပြုထားတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့အချင်းချုပ်ကျွန်တော်တို့ဒီနေ့ပါလို့ဆိုဒီမှာပုံကိုကြည့်လိုက်မယ်နော်အဲ့ဒီပုံကိုကြည့်မယ်ဆိုရင်ညအိုးအချင်းတကောင်ရံအချင်းညအိုးတုံးချင်းဆိုတာလေနာနဲ့အချင်းဆိုတာအချင်းလေးချင်းရေးထားတယ်နော်အဲ့တော့အချင်းလေးချင်းကသူကလာလိုက်တကယ်ဖြစ်လာမဲ့အရာကိုကျူတင်ပရောဖက်ပြုချက်ဖြစ်တယ်အဲ့ဒီအကိုကျွန်တော်တို့စပြီးမှဒီနေ့အတင်းတို့ခုနှစ်ပါးကိုအစပြုတ်ပြီးမှလိမ့်လာတော့ပဲဖြစ်ပါတယ်နော်ကဲကျွန်တော်တို့အတင်းတို့နဲ့ပတ်သက်ပြီးမှအချိန်လေးချိန်ចောင်းပိုက်အကြောင်းကိုចောင်းပိုက်ကိုအရင်ဖတ်ခဲ့မယ်မာကုခရစ်ဝင်ကျမ်းမာရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး73အငယ်35ကနေ30ခွန်ကြီးကိုကျွန်တော်တို့တစ်ချက်တမီဖတ်ပေးစေချင်တယ်နော်အိမ်ရှင်သည်ညာဦးအချိန်တကောင်အချိန်ကြက်ဦးတွန်ချိန်နန်းနဲ့အချိန်တို့တင်ဘယ်ချိန်၌လာမည်ကိုသင်တို့မသိသောကြောင့်စောင့်နေကြလော့သို့မဟုတ်အမတ်တမဲ့လာပြီးသင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်စောင့်နေကြလော့ဟုသင်တို့အားငါဆိုသည့်အတိုင်းခတ်သိမ်းသောသူတို့အားငါဆိုသည်ဟုမိန့်တော်မူ၏အာမင်ကဲအဲ့ဒီမှာပါပြောလဲဆိုရင်အိမ်ရှင်တီညအိုချင်း
တကောင်ရန်အချင်းတဲ့ဦးသွန်ချင်းနာနဲ့ချင်းကဲအတင်းတို့ခုနှစ်ပါးထဲမှာအဲ့ဒီအပိုင်း၄ပိုင်းကိုရေးထားတာကျွန်တော်တွေ့တယ်ကျန်ဒီပုံထဲမှာစာသား၄ခုရေးထားတယ်ညဦးချင်းအဲ့ဒါကယေရှုခရစ်တော်လဝါကတိုင်မှာအသေးခံပြီးမှာကောင်းကင်ပေါ်တက်ကြွသွားပြီအဲ့ဒီအချိန်ကညဦးချင်းလို့ခေါ်တယ်ညဦးချင်းညညီပိုင်းညီဝင်ချင်းပိုင်းကိုဆူလို့တယ်ယေရှုတေတန်ကြတာလဲညညီပိုင်းတစ်ချက်အဲ့ဒါကညီဝင်ချင်းယေရှုတေချင်းကိုလည်းကြည့်အောင်နော်ကျွန်တော်တို့တစ်ချက်ကျွန်တော်ကြည့်အောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီးရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်14ကိုဖတ်အောင်ထိုနေ့အချိန်ကပတ္တခါအဖိတ်နေ့တစ်ချက်တီးအချိန်လောက်ရှိ၏ဖိလမင်းကလည်းတင်တို့ဤရှင်ဘရင်ကိုကြည်ကြလော့ဟုယူဒလူတို့အားပြောဆိုလျင်ကဲယေရှုတေလဝကတေမတေတန်ကြတဲ့ချိန်ကညညီပိုင်းတစ်ချက်ညီဝင်ချင်းယေရှုအသေးခံတာကညီဝင်ချင်းအခုတို့ပြဣတရီလာလူမျိုးထလာတာအဲ့ဒါလဲညဦးလူရေးတယ်ညဦးနော်ကဲအဲ့ဒါညဦးဆိုတဲ့စကလုံးတစ်ချက်နဲ့တစ်ချက်ဒီမှာအတင်းတို့ခုနှစ်ပါးမှာညဦးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြည့်အောင်ဖတ်မြောက်ကြအခန်းကြီး7အငယ်6ကိုတစ်ချက်ဖတ်အောင်နော်တို့ကိုထိုလ14ရက်တိုင်အောင်ဆောင်ထားပြီးမှညဦးချိန်၌ဣသရေလမျိုးအစည်းအဝေးပြိတ္တပေါင်းတို့သည်တက်ရကြမည်ကဲအခုတို့ပြင်မှာတူးတက်တယ်လေတူးတက်တာအဲ့ဒီတူးကညဦးချိန်ဒီမှာကြည့်ယေရှုခရစ်တော်ပြောတဲ့အတင်းတို့ခုနှစ်ပါးဟိုဒီနေ့ပါလို့လဲဆိုရင်ကာလအတင်းတို့ခုနှစ်ပါးကာလမှာအချိန်ပေါင်း၄ချိန်ပေးထားတာညဦးချိန်တကောင်ရန်ချိန်ကျုပ်တုံချိန်နာတဲ့ချိန်အဲ့ဒါကယေရှုအသေးခံပြီးမှယေရှုဒီကပါကိုအုပ်ချုပ်ဖို့နာနဲ့ဆိုတာယေရှုပေါ်ထုံးချိန်အဲ့ဒီကာလကိုအဲ့ဒါကိုပြောချင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီနီဝင်ချင်းနဲ့နီထွက်ချင်းကြာကာလကယေရှုခရစ်တော်အသေးခံခြင်းနဲ့ကြွလာခြင်းကိုပြောတယ်ဒါကြောင့်ကျမ်းစာထဲမှာစာလံ84အငယ်7ဖတ်အောင်ထာဝရရှင်ဘုရားသခင်သည်နေလည်းဖြစ်တော်မူ၏အကွယ်ကာလည်းဖြစ်တော်မူ၏ထာဝရဘုရားသည်ကျေးဇူးတော်နှင့်ဘုန်းသည်ကိုပေးတော်မူ၏ဖြောင့်မတ်စွာကျင့်သောသူတို့အားကောင်းသောရာကိုညင်းတော်မမူအာမင်ထာဝရဘုရားသည်နေလည်းဖြစ်တော်မူ၏အကွယ်ကာလည်းဖြစ်တော်မူ၏ဆိုတာကြည့်ဒီနေ့နီဆိုရင်ဖယားကိုပုံဆောင်တယ်တစ်ဖက်ကကြည့်မဆိုရင်နီဝင်ချင်းနဲ့နီထွက်ချင်းနီဝင်နေဆိုတာယေရှုအသေးခံခြင်းနဲ့နီထွက်ချင်းနာနဲ့ဆိုရင်ယေရှုကြွလာခြင်းကြာကာလအချိန်၄ချိန်ရှိတယ်အဲ့ဒါကညဦးချင်းတကောင်ရန်ချင်းကျဲဥတုံချင်းနာနဲ့ချင်းအချိန်၄ချိန်အဲ့ဒီ၄ချိန်ကဒီနေ့အတင်းတို့ကာလကိုပြောတာဖြစ်တယ်အတင်းတို့ကာလအတင်းတို့ကာလကိုဒီနေ့အချိန်လေးချိန်ယေရှုတေချင်းကညဦးချင်းတစ်ချက်အဲ့လိုတုံးတယ်ဒါကြောင့်အင်ရှင်တီညဦးချင်းတကောင်ရန်ချင်းကျဲဥတုံချင်းနာနဲ့ချင်းအဲ့ဒါကယေရှုကြွလာမဲ့ကာလကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်လဝကတေမှာကျွန်တော်ပြည့်ကျွေးပြည့်တန်ဆက်ပြီးမှာလောကမှာအသေးခံတယ်အသေးခံပြီးမှာသူကောင်းကင်ပေါ်ရုပ်ခန္ဓာကိုကောင်းကင်ပေါ်မြစ်ကြီးပေါ်မှာမရှိပဲနဲ့ကောင်းကင်ပေါ်တက်ကြွသွားခြင်းကအတင်းတော်တဲ့ညီဝင်ချီလို့ခေါ်တယ်ညီဝင်ချင်းအဲ့ဒါညီဝင်ချင်း
အဲ့ဒီနီဝင်ချင်းမှာအတင်းတော်ကမအိတ်တိဘူးဝိညာဉ်ရဲ့မအိတ်တိဘူးဝိနီဝင်တိချင်းချင်းအိတ်ချဆိုတဲ့လူတွေမရှိဘူးအဲ့ဒါကနီဝင်ခါဆဆိုရင်လူတွေကမအိပ်ပတ်သွားလာလှုပ်ရှားတဲ့အချိန်အဲ့ဒါကလောကနီကိုပြောတာနော်အတင်းတော်နီလဲယေရှုကောင်းကင်ပေါ်တက်ကြွသွားတဲ့ချိန်မှာဒီနေ့ပါဆိုတန်ရှင်တော်ဝိညာဉ်တော်ကိုကပါပေါ်မှာတွန်းလို့တဲ့အချိန်ကာလအဲ့ဒီအချိန်ကာလကအဲ့ဒါကနီဝင်ချင်းဖြစ်တော်ညာလဲတန်ရှင်တော်ဝိညာဉ်တော်ဒီကပါကိုစင်တက်ပြမှာအလုပ်လုပ်တဲ့အချိန်ကာလဖြစ်တယ်ကဲကျမ်းစာကြည့်အောင်နော်ကျမ်းစာကြည့်အောင်တမန်တော်အခန်းကြီး1အငယ်ရှိကိုဖတ်အောင်နော်တို့မရှိတော်လဲတင်တို့ပေါ်တို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါတင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူရပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏တသက်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင်တို့မရှိတော်လဲတင်တို့အပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်စင်တက်တော်အခါတကိုးကိုခံရ၍တကိုးနော်အဲ့တော့တကိုးကိုခံရ၍ဂျေရုဆလင်မြို့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏တသက်ဖြစ်မယ်ကဲအဲ့ဒါကအတင်းတော်၏အစကဒီနေ့ကျေးဇူးတော်ကာလအစကတမန်တော်ဒီပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တာကဲကျွန်တော်တို့ကြည့်အောင်တမန်တော်အခန်းကြီး2အငယ်1ကနေ4ကိုဖတ်အောင်နော်ပင်တေကုတ်တေပွဲနှင့်ရောက်သောအခါထိုသူပေါင်းတို့သည်တညီတညွတ်ထဲစီဝေး၍နေကြ၏ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းတွင်ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏ထိုခဏချင်းတွင်ကွဲပြားသောရှာတို့သည်မိရှာကဲ့သို့ထင်ရှား၍ထိုသူတိတိတို့ပေါ်၌တည်နေကြ၏ထိုသူပေါင်းတို့သည်လည်းတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၏ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းမျိုးသောဘာသာစကားအပြင်ဟောပြောကြ၏အာမင်ကဲတန်ရှင်တော်ဝိညာဉ်တော်တမန်တော်ဒီပေါ်မှာဆင်းသက်လာတယ်တမန်တော်တို့ပေါ်မှာဆင်းသက်လာတဲ့ချိန်မှာပေတရုတခါဟောတာနဲ့လူ3000ပြောင်းလဲတယ်တမန်တော်ခန်းကြီးအငယ်40-42ဖတ်အောင်နော်နှလုံးသွင်းမိသောသူတို့သည်ဗတ္တိဇံကိုခံ၍ထိုနေ့၌အရေးအတွက်အားဖြင့်3000မြောက်လောက်သောသူတို့သည်ဝင်ကြ၏ထိုသူများသည်တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်းအပေါင်းအသင်းဖွဲ့ခြင်းမုံငိုဖယ်ခြင်းပထနာပြုခြင်းတို့ကိုအမြဲဆောင်ရွက်ရနေကြ၏ကဲဒီနေ့ပေတရုတခါဟောတာနဲ့လူ3000နိချင်းခံတယ်အဲ့ဒါကအတိတ်နှလုံးသွင်းမိတော်သူဆိုတာဒီနေ့ကဲတင်ခြင်းကိုလက်ရှိတော်သူနော်သူရဲ့စိတ်နှလုံးထဲကနေဒီနေ့ယေရှုခရစ်တော်ကိုမိမိကဲတင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးမှနိချင်းခံတယ်အဲ့တော့နိချင်းခံပြီးုံမကတမန်တော်တို့ရဲ့ဒီနေ့ဆုံးမဩဝါဒခံတယ်အပေါင်းတင်ဖွဲ့တယ်မုဖဲ့တယ်အချင်းချင်းမိတ္တာဖွဲ့တယ်ဒါကဒီနေ့ကနဦးအတင်းတွေအစကတမန်တော်ဒီကစတာဒါကြောင့်တမန်တော်ဒီနေ့အတင်းတော်ကနဦးကဒီနေ့ဘာလို့လဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်စင်တက်လာတဲ့ချိန်မှာအစပြုတာဂျေရုဆလင်မြို့မှာစမယ်ယူဒပြည်ရှမာရိပြည်လို့ပြောတယ်ဒီနေ့ဧဝံဂေလိတရားကဒီကပတ်ခုလုံးဧဝံဂေလိအတင်းတော်ပြန်လာတော့ဖို့အရာကဂျေရုဆလင်မြို့ကစတာကဲတမန်တော်အခန်းကြီး4အငယ်4ကိုဖတ်အောင်နော်တရားနာသောသူများတို့သည်ယုံကြည်ခြင်းသို့ရောက်၍အရေးအတွက်အားဖြင့်လူ9000မျှလောက်ရှိကြတရားနာတော်သူတို့သည်ယုံကြည်ခြင်းသို့ရောက်၍လူ9000ကဲ3000 9000အဲ့ဒါကဒီနေ့ဘာလို့ဆိုအင်္ဂလိပ်တရားက
ဂျေရုဆလင်ယူဒပြည်ရှမာရိပြည်မြစ်ကြီးစွန်တယ်ပြန်လာအဲ့ဒါကအတင်းတော်ကနဝေအစဖျားခင်ရွေချက်အဲ့ဒါကဒီနေ့ပြန်နှံသွားတာကိုကျေပြန်သွားတယ်ဖျားခင်ဝိညာဉ်တော်ကာလအတင်းတော်ရဲ့အစပြုတဲ့ကာလကဲကျွန်တော်ကြည့်အောင်ကိုလိုတဲ့အခန်းကြီးတိကိုလိုတဲ့အခန်းကြီးတိအငယ်6ကို ကိုတရားသည်လောကီနိုင်ငံတစ်လျှောက်လုံးကိုနှံပြသည်နှင့်အညီသင်တို့ရှိရာသို့ရောက်ခဲ့ပြီသင်တို့၌အတီးတီးခြင်းတိုးပွားခြင်းကိုပြုတည်နေသူရရ၌ပင်ပြုတတ်၏ကဲ3000 5000အရတို့နံပြယုံတာမကနံပြယုံတာမကတင်တို့ရှိရာတို့ရောက်ပြီအခုကျွန်တော်စီမှာရောက်လာတာအဲ့ဒါကဒီနေ့ကနေဦးအတင်းတို့ရဲ့အစကတန်ရှင်တော်ဝိညာဉ်တော်စင်တပြင်းမှာဖယားကအလုပ်လုပ်တာနော်အဲ့တော့ကနေဦးအတင်းတို့ရတဲ့ယုံကြည်သူတွေကဝိညာဉ်ရေးရာဒီနေ့နုထမှုဖြစ်လာတယ်နုထမှုဖြစ်တော့ဝိညာဉ်ရေးရာညအုပ်ချင်းအဲ့ဒါကဝိညာဉ်ရေးရာမအိပ်ဘူးအဲ့ဒါကနီဝင်ယေရှုကောင်းကင်ပေါ်တက်သွားတာနဲ့နီဝင်ချင်းတကပိတ်တိအရှင်တော်ဝိညာဉ်တော်ကိုဘယ်လိုခေါ်စပိတ်တိဝိညာဉ်လို့ခေါ်တယ်ကဲဒီရောခံချင်းနီအငယ်20ဖဲအောင်တော့သင်တို့သည်တန်ရှင်းတော်မူသောဖျားဤလက်မှပိတ်သိက်ကျေးဇူးတော်ကိုခံရ၍ခတ်သိမ်းသောရာတို့ကိုသိကြ၏ကဲတင်တို့တီဖျားခင်ဤတန်ရှင်းတော်မူသောလက်တော်မှဖျားပိတ်တိပိတ်တိပိတ်တိကျေးဇူးကိုခံရသည်ဖြစ်၍တဲ့ကဲပိတ်တိကြောင့်အခုအပြစ်လာမယ်အဲ့ဒီကနဦးအတင်းတို့ရတဲ့ပိတ်တိအကြောင်းတီးဖို့အတွက်ယေရှုခရစ်တော်နော်အဲ့ဒါကောင်းကင်ပေါ်တက်ပြီးမှတမန်တော်ဒီပေါ်မှာစင်တဲ့ပိတ်တိကဒီနေ့ချင်းတိပိတ်တိရတယ်ယေရှုခရစ်တော်ရတဲ့ပိတ်တိကိုရတယ်နော်ကဲကျွန်တော်ကြည့်အောင်မတဲအခန်းကြီးနိအငယ်နိဖတ်အောင်ပါတဲအခန်းကြီးနိအငယ်နိယခုဖွားမြင်သောယူဒရှင်ဘုရင်သည်အဘယ်မှရှိတော်မူသနည်းအရှိပြည်၌သူ၏ကျယ်ကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူဇော်ခြင်းကရောက်လာပြီဟုမေးမြန်းပြောဆိုကြ၏အာမင်ကဲအဲ့ဒါကယူဒဘုရင်တခြားကြောင်းနဲ့မတူတဲ့မတဲကျွန်တော်ဝင်ကပြီမတဲကယေရှုဘုရင်ဖြစ်ကြောင်းဖော်ပြတယ်အဲ့ဒါကယူဒဘုရင်မွေးတယ်ဆိုတာရှင်မတဲခရစ်ဝင်ကျမ်းထဲမှာဖယားကစပြောတာဖြစ်တယ်ရှင်မတဲခရစ်ဝင်ကျမ်းထဲမှာယူဒဘုရင်နော်ယူဒဘုရင်ဖြစ်တယ်နော်အဲ့ဒါကယူဒဘုရင်ကဘတူလဲဒီနေ့ယေရှုခရစ်တော်ရတဲ့ပိတ်တိတ်ကိုဒီနေ့ပါလို့စေအတင်းတော်လည်းရတယ်ဘာဖြစ်လို့သူရတယ်ယေရှုဟောပေါ်နေကိုပြန်ကြည့်အောင်မတဲအခန်းကြီးခွန်ကြီး28-29ဖတ်ရအောင်နော်ထိုဒေသနာတော်ကိုယေရှုဟောတော်မူသည့်အဆုံး၌ပရိသတ်အပေါင်းတို့သည်ဆုံးမဩဝါဒပေးတော်မူခြင်းကိုအလွန်အောင့်ဩကြ၏အကြောင်းမူကားကြံပြုเสียနည်းတူမဟုတ်အစိုးရသောသူနည်းတူဆုံးမဩဝါဒပေးတော်မူ၏ကဲအစိုးရတော်နည်းတူအာနာနဲ့ဟောတာအာနာနဲ့အစိုးရတော်နည်းတူတခြားကျမ်းမှာအဲ့ဒါမပါဘူးမတဲမှာပါတယ်အဲ့တော့ပြလက်မီကမင်းပရင်ယူဒပရင်ဟုတ်တယ်လားဟုတ်တယ်တဲ့နော်အဲ့တော့ဟုတ်တယ်လို့ဝေခတယ်ဒီနေ့အဲ့ဒါကပါစီတူတပေါ်တူမရတာအဲ့ဒါကပရင်ရဲ့အမိတ်ဩဇာဟိုတခြားကြောင်းနဲ့မတူတဲ့ချက်ကအဲ့ဒါတစ်ချက်ဖတ်ခိုင်းလိုက်မယ်မတဲခန်းကြီးနဲ့စက်ခုံအငယ်90ကိုဖတ်ရအောင်နော်အငယ်90တိဖတ်လိုက်နော်ရှုသည်ကြီးသောအတန်နှင့်တဖန်ကြွေးကြော်ပြီးလျင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါ
ဗိမာန်တော်၏ကလက်ကသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်ကွဲပြားကြ၏ ကဲယေရှုအသက်ထွက်ပုံထက်နေကိုကြည့်မစင်အသက်ကိုလွတ်တာသူတပေါ်သူမသူအမိတ်ချမအဲ့လူတပေါ်အသက်ကိုသူလွတ်တာငါတင်နေအဲ့ဒါလေသူဆုံးဖြတ်ချက်ချပေးမှအဲ့ဒါကအာနာရှိတဲ့လက္ခဏာကိုပြောတာပင်ပိမန်တိုကလကအသက်ဆုံးမအောင်ဆုံးတော့ကွဲတယ်ဆိုတာလေအဲ့ဒါကဘာလို့လဲဆိုရင်ဘုရင်ရဲ့အမိတ်နဲ့ဆိုရင်အကုန်လုံးလွတ်ပိုင်ခွင့်ရှိတယ်ဆိုတာလေစာတန်လက်ထက်ကလွတ်တယ်ပညာတရားလက်ထက်ကလွတ်တယ်အပြစ်တရားလက်ထက်ကလွတ်တယ်နော်ဒီနေ့အဲ့ဒါကယေရှုခရစ်တော်ရဲ့ပိတ်တေကကနေဦးရတဲ့ပိတ်တေကဘုရင်ပိတ်တေရထားတယ်ယေရှုဘုရင်ဖြစ်ကြောင်းကိုရှင်မတဲ့ခရစ်ဝင်ကျမ်းမှာဖော်ပြတယ်ကဲကောလောသဲအခန်းကြီး1စက္ကိုရှိကိုပြန်ဖတ်မယ် အားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကိုးတော်အားဖြင့်သာတည်ကြ၏အသင်းတော်ဒီဟုသောကိုဤဥကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်ခြင်းကမူလအရင်ဖြစ်၍တည်သောသူတို့တွင်သားဥဖြစ်တော်မူ၏အာမင် ကဲအသင်းတော်ဤဥကောင်းကယေရှုခရစ်တော်ကျွန်တော်ပြောပြီးပြီပိတ်တိလေးမျိုးထဲမှာအာယုံရဲ့ကောင်းပေါ်မှာပိတ်တိစီကူလောင်းတဲ့ချက်မှာကုခန္ဓာတဲ့ကိုလေစမဆိုင်ကုခန္ဓာကိုစီစဉ်တော်တယ်အသင်းတော်ဤဥကောင်းပြုတော်ယေရှုခရစ်တော်နော်အဲ့တော့အသင်းတော်ရဲ့ဥကောင်းကယေရှုခရစ်တော်ဖြစ်တယ်ဒါကြောင့်အသင်းတော်ခရစ်တော်ဤကိုဖြစ်တယ်တိကောစနီအငယ်နဲ့စခွညဖိုင်အောင်တိကောခန်းကြီးစနီအငယ်နဲ့စခွန်ဖိုင်ချီအောင် သင်တို့သည်ခရစ်တော်၏ကိုဖြစ်ကြ၏အတိအသင်္ဂါတော်ဖြစ်ကြ၏ ကဲသင်တို့ဒီခရစ်တော်ဤကိုဖြစ်ကြ၏ကိုအတိအအင်္ဂါတော်ဖြစ်ကြ၏ဒါကြောင့်ကျွန်တော်အတင်းတော်ခရစ်တော်ကိုဖြစ်တော်ကြောင့်ခရစ်တော်ဤပိတ်တိနော်ခရစ်တော်ဤပိတ်တိကအတင်းတော်လည်းရတယ်ဒါကြောင့်တမန်တော်ဒီပေါ်မှာစင်တဲ့ပိတ်တိကနော်ပိတ်တိကပါလေဆိုပိတ်တိဆိုဒီနေ့ရဲရင်ချင်းပိတ်တိနော်ရဲရင်ချင်းပိတ်တိအစွမ်းတက်တိဖြစ်တယ်ကဲကျွန်တော်ကြည့်အောင်နော်ကျွန်တော်တမန်တော်ဒီအတက်တာကိုရတဲ့ပိတ်တိကိုကြည့်အောင်တမန်တော်အခန်းကြီး4တမန်တော်အခန်းကြီး4အငယ်73ကိုဖတ်အောင် ထိုသူတို့သည်ပေတရုနှင့်ယောဟန်တို့၏ရဲရင်ချင်းတတ္တိကိုမြည်၍လူတက်မဟုတ်လူတာမညတာဖြစ်သည်ကိုသိမှတ်သဖြင့်အံ့ဩ၍နေကြ၏ထိုသူနှစ်ယောက်တို့သည်အထက်ကယေရှုနှင့်အတူရှိသည်ကိုသတိရ၍၎င်း ကဲပေတရုနဲ့ယောဟန်တို့ဤရဲရင်ချင်းတတိကိုမြည်ရ၍အလုံးအမေမောတူဝေလက်ရှိသူတို့ကတဲ့လူတက်မဟုတ်လူတာမညာဖြစ်ကြတယ်လို့အလုံးတည်တယ်တဲ့ပညာရှိမဟုတ်ဘူးတတိတကြွယ်မဟုတ်ကုန်တီရှိလို့မဟုတ်ဘူးလောကမှာတမန်လူပဖြစ်တယ်ဒါပေမဲ့သူဟောတဲ့တရားဟောချက်နော်ဟောချက်ဒီအလုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီနေ့တကယ်ကိုဖယားတခင်ရဲ့ဝိညာဉ်တော်အရှင်တကူနဲ့ဟောရဆိုတာတွေ့ရတယ်ဒါကြောင့်သူတို့ရဲ့အတ္တတော်ကိုလည်းပြန်ကြည့်အောင်တမန်တော်အခန်းကြီး4သူတို့ကိုနေမျိုးစုံနဲ့တားမြစ်တယ်မရဘူးတစ်ချက်ပြန်ဖတ်အခန်းကြီး4အငယ်19-20ဖတ်အောင်19-20ပေတရုနှင့်ယောဟန်တို့ကလည်းဘုရားသခင်၏စကားတော်ကိုနားထောင်သည်ထက်သင်တို့၏စကားကိုတာ၍နားထောင်သောဘုရားသခင်ရှေ့မှာကောင်းမည်မကောင်းမည်ကိုဆင်ခြင်၍ဆင်ရင်ကြလော့ငါတို့သည်ကြားလျက်မြင်လျက်ရှိသောအရာတို့ကိုမဟောမပြောဘဲမနေနိုင်ဟုထိုသူတို့အားဆိုကြ၏
ကဲငါတို့ကြားလက်မြင်လက်ရှိရရမပြောလို့တော့မရတော့ဘူးအဲ့ဒါကအာနာနဲ့ပိတ်လို့မရဘူးနော်ချင်းချောက်ချင်းနဲ့ပိတ်လို့မရဘူးသူတို့မှာကြောက်စိတ်ကျင်းပြီးမှအစွမ်းတက်တည်နဲ့ဒီနေ့ဟောတယ်ဆိုတာတွေ့တယ်ဒါကြောင့်သူတို့ရဲ့စွတ်တောင်းတန်နဲ့အသက်တာကိုလည်းကြည့်အောင်စွတ်တောင်းတဲ့အတန်နဲ့အသက်တာကိုလည်းပြန်ကြည့်အောင်လက်တွေ့လည်းထိုက်မှကြည့်အောင်တမန်တော်အခန်းကြီး၄အငယ်30ကနေ31ကိုကျွန်တော်ဖတ်အောင်တမန်တော်အခန်းကြီး၄အငယ်30ကနေ31ဖတ်ရမယ်နော်အနာရောဂါငြိမ်းစေခြင်းကလက်တော်ကိုဆန့်တော်မူ၍တန်ရှင်းသောသားတော်ယေရှု၏နာမတော်အပြင်နမိတ်လက္ခဏာအံ့ဖွယ်သောမူတို့ကိုဖြစ်စေတော်မူစဉ်တွင်ကိုရောဤကျွန်တို့သည်နှုတ်ကပတ်တရားတော်ကိုရဲရင်စွာဟောပြောပါမည်အကြောင်းကယ်မတနာတော်မူပါဟုဆုတောင်းကြ၏ထို့သို့ဆုတောင်းပတနာပြုပြီးမှစည်းဝေးသောအရက်သည်တုန်လှုပ်၍ထိုသူပေါင်းတို့သည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရဲရင်စွာဟောပြောကြ၏အာမင်အဲ့ဒီတမန်တော်ဒီတနအူအတင်းတော်အစကဒီနေ့ရဲရင်ချင်းတမန်တော်တို့စွတ်တောင်းတာနော်ဒီနေ့သူတို့ချင်းချောက်တွေကိုမတ်ပါတဲ့မတ်ပေးပါတဲ့ဒီနေ့ဖယားခင်ကျွန်တော်တို့ကိုတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ပြီးမှရဲဝိဇ္ဇာဟောပြောဖို့အနာယောဂငြိမ်းချင်းနမိတ်လက္ခဏာဖယားကအလုပ်လုပ်ဖို့နော်ခွန်အားကိုပေးပါလို့သူတို့ဟောတယ်ဆုတောင်းတယ်သူတို့ပေါ်မှာတန်ရှင်းသောဝိညာဉ်တော်စင်တက်ပုံကိုကြည့်သူတို့ကသူအရာကိုတုံလို့တယ်နော်သူတို့ဒီတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်တပြည့်ကဲရဲဝိဇ္ဇာဟောတာရိုးရိုးဟောတာမဟုတ်ဘူးအစွမ်းတက်ပြီးပြီးမှလေကြောက်ရွံ့ခြင်းနဲ့ကင်းပြီးမှဟောတာအဲ့ဒါကညဦးအချိန်ပရင်ရဲ့ပိတ်တိရှင်ပရင်မှာဒီနေ့အစွမ်းတက်ပြီးကကြောက်ရွံ့ခြင်းကင်းတဲ့ပိတ်တိဖြစ်တယ်ကဲအဲ့ဒီအကြောင်းကိုပုံမနာလေပရင်ပိတ်တိစင်တရပုံတကယ်လက်တွေ့ကိုပြန်ကြည့်အောင်တနအူပရင်ဣသရေလလူမျိုးရဲ့ပရင်ကရှောလို့ဖြစ်တယ်သူ့ပေါ်မှာတန်ရှင်းသောဝိညာဉ်တော်စင်တဲ့ချမှာပါဖြစ်တယ်လေဆိုတာနော်ကျွန်တော်ကြည့်အောင်ဓမ္မရာဆိုရင်ပထမစာဆုံးဓမ္မရာဆိုရင်ပထမစာဆုံးအခန်းကြီး7အငယ်6ကိုဖတ်ပေးအောင်နော်တိကနဲ့ဟို6တိပဲဒါမဲ့တူလူရင်ပဲအငယ်6ကိုပဲဖတ်ရအောင်နော်ထိုသတင်းကိုရှောလူကြားသောအခါဘုရားသခင်ဝိညာဉ်တော်တက်ရောက်၍ထိုသူသည်ပြင်းစွာအမျက်ထွက်လျက်တပ်ဖတ်မယ်နွားတရှင်းကိုယူ၍ခုတ်ဖြတ်ပြီးမှတန်တမန်တို့လက်တွင်ဣသရေလပြည်တစ်လျှောက်လုံးသို့ပေးလိုက်၍ရှောလူနှင့်ရှမွေလနောက်သို့ထွက်၍မလိုက်သောသူ၏နွားတို့ကိုဤကဲ့သို့ပြုမိဟုကြော်ညာစေသဖြင့်လူတို့သည်ထရဖျားကိုကြောက်၍တင်းညွတ်တဲ့ထွက်လာကြ၏တပ်ဖတ်မယ်ဘေဇဲမြို့၌တက်အစင်းယူသောအခါဣသေလမျိုးသား3သိန်းယူဒအမျိုးသား3000ရှိကြ၏ဒီလက်ပြည်ရဘဲမျိုးမှလာသောတမန်တို့အားပထမဦးဆုံးဘယင်ဘတူလဲဆိုရှောလူသူကဖယားရွေးကောက်ထားပြီးရှေမွေလာအပိကောင်းတလုံးပူတဲ့ဘယင်ကိုတိတ်ပြီးဒါပေမဲ့အလုံးမစားတည်ဘူးသူလေသွားလုံနေတယ်လေလုံရမှပြန်လာ၍တဲ့နော်လေလုံရမှပြန်လာ၍ကဲရတဲ့မြို့သားဒီတရင်ကိုကြားတယ်အဲ့ဒါဣတရီလပြည်ကိုစစ်ချလာတဲ့တရင်ကိုကြားပြီးမှငင်းချမ်းရလို့ဖို့ပြောကြမှာကြောက်လူဟူတမြညာဖက်မျက်လုံးအကုန်ထုံးမယ်ငါတို့ကြိုက်တယ်လို့ဖယားကိုကြိတ်ရမယ်တမမိတ်တာဖွဲ့မယ်ငင်းချမ်းရလို့မယ်ဆိုပြီးမှရန်တူရီကတရင်ပြောတဲ့ချိန်မှာရဖက်မြို့သားတဲ့အကြီးကြီး
Karangula. Ya pet milk daddy, Eddie Terin Jade Chemangura. I milk tema o tete, Papinia Leslie. The Terin Jade Chema. Ocean Hayakin Winnie Rope. So look for my Tayobima. These are me cut it. Who not the shingle? The shins on the gong. That be my Iterila P, the show loan. Set the pine be my pool lady. Araka. So loan that she will not malay the loo alone. Do not say the. There is an alupigame. Dini pilay si malutong tingjo, no? Taura piago, jo yu, tong tingjo, tingi di tolane. Era ka chile chema, paisin peiti sura ye yin chingu piora. Ye yin chin, no? Ta chong, kena atento, pe atento ye asa piuda, temanto di kasana. Ke, di Jadi tema atendo konapa tema. Atendo konapa tema. Temando sudah sekelum para ka ipe atendo website. Jangan kado temando kala mahodo le. Temando kala mahodo jong. Temando sudah atonong betong robu. Tajong Tendo ye asaka temanto dika sada sudah teti jauh. Jadi jangan akan ini angetika ne. Jono pajiau no, payau no. Tika ne. Ada jono payau. Tika ne chokti payau. မြို့၌ရှိသောတင်းတော်ဤတမန်ကိုဤသို့ရေး၍မှာလိုက်လော့လက်ရလက်၌ကျဲခုနှလုံးကိုကိုင်၍ရွှေမီးခွက်ခုနှလုံးလည်း၌သွာလာသောသူ၏အမိန်တော်ကတင်းအကျင့်ကျင့်ခြင်းပင်မစွာလှုပ်ဆောင်ခြင်းတိခံခြင်းကိုငါသည်တင်းသည်မတရားသောသူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်းတမန်တော်မဟုတ်ဖဲတမန်တော်ဖြစ်အောင်ဆောင်သောသူတို့ကိုစစ်ဆေး၍လှည့်ဖျားသောသူဖြစ်သည်ဟုတည်ကြောင်းကို၎င်းခန္တီနှင့်ပြည့်စုံ၏ငါ၏နာမကြောင့်ဆင်းရဲခံ၍အာမရော့ကြောင်းကို၎င်းငါသိ၏သို့တော်လည်းတင်းသည်ရှေးဥစွာသောချစ်ချင်းမြတ်တာရော့ပြီးဟုတင်၌အပြစ်တင်စရာရှိ၏ထို့ကြောင့်တင်းသည်မရွေးလျော့မီအရင်နေရအရက်ကိုအောက်မေ့လော့နောင်တရလော့ရှေးဥစွာသောအကျင့်ကိုကျင့်လော့သို့မဟုတ်တင်ရှိရသောငါသည်အလင်းမြန်လာမည်နောင်တမရလျင်တင်ဤမိဘကိုနေရာမှရွှေ့မည်သို့တော်လည်းငါမုံသောဒီကောလာတပည့်တို့၏အကျင့်ကိုတင်လည်းမုံသည်ဟုပြောစရာရှိ၏ထိုဝိညာဉ်တော်သည်အသင်းတော်တို့အားအမိန့်တော်ဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမူသည်ကကြားပါစေအကျင့်သူသည်အောင်မြင်၏ထိုသူသည်ငါ၏ဘုရားသခင်ပရဒိတုဥရိ၌ရှိသောအသက်ပင်အပြီးကိုစားစေခြင်းကအခွင့်ပေးမည်အာမင် Okay, hallelujah. Okay. Temanto mahodo, temanto piyong song to turu kupil, le pia to tu pitelu, sisi pima ti kunya de temanto so de seklong. Tajong atinto konapaga, tu ka la lai pime aya, tu tim propepiuda, no? Tu tim propepiuda. Araka atinto kala asaka ipe atinto kasada. Tajong ipe atinto temanto di kasado chong temanto sudah sekelong ka di piari jani tiga na kunyi tema yede temanto ka teke temanto la tema sada. Nok pain atinto chokpa tekulong ko leila jire chema. Temanto sudah sekelong mapabu. Okay. Tajong dini atinto ye konapaka tuka la lai pime propepiu chapide. Propepiu chapide. Polu yere atinto karo teke polu kalama shini de atinto ku teke yera pide. Okay. Chito mesui. Tajong ari atinto asa Yuraka la Roma Hayaka no Sichimita Yoni Bide Turukale Sitala Machabu Ale Mayobu Kun Ale Oh not Masopu
စိတ်တမချဆင်းရဲဒုက္ခလက်ခံတယ်ဒါလည်းဒါပေမဲ့ရှိဥမိတာရော့နေတယ်တဲ့ရှိဥမိတာအဲ့ဒီအကြောင်းကိုကျွန်တော်တို့နည်းနည်းကျွန်တော်တို့အယုံပြုတ်ပြီးမှစဉ်းစားစေချင်တယ်ဒီနေ့ပြောင်းလဲခါစဝိညာဉ်စိတ်နဲ့နောက်ပင်ရော့သွားတဲ့ effect တင်တို့ရဲ့စံနမူနာကကျွန်တော်သင်ခန်းစာယူစရာရှိတယ်ပြောင်းလဲခါစတော့ကျွန်တော်အသက်တာမှာအရာကိုချစ်တဲ့စီအပြေးဝရှိတယ်လို့ရင်လို့နဲ့ပါပေါ်လာတယ်ဆိုငါဆိုတာပေါ်လာတယ်ငါဟောတယ်ငါဖြောက်မှတ်တယ်ငါတန့်ရှင်းတယ်သူများတဲ့အဲ့ဒါကဖျားမယ်မီပဲနဲ့ကိုအချင်းနဲ့သူများအချင်းကိုနိုင်ရှင်တဲ့စိတ်တက်တွေဝင်လာတယ်ဝင်လာတတ်တယ်အဲ့ဒါကစီဥမြစ်တာရော့တယ်လို့ခေါ်တယ်ဇာတိစီလွန်မူလာတယ်ကြီးလာတယ်အဲ့ဒါကစီဥမြစ်တာရော့တယ်လို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဖျားစီဥမြစ်တာမရော့တဲ့နီးကိုကျွန်တော်ထဲမှာရှိဖို့လို့ကဲကလာတိနေ့20အလုံးရတယ်တော့ငါဒီခရစ်တော်နဲ့အတူလဝါကတိုင်မှာအတေခံပြီးတိုးတော်လည်းအသက်ရှင်ပြီးထို့သူစတော်ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါနိုင်ရှင်တော်ဤကဲအခုငါနခါတုံးထားတဲ့အဲ့ဒီကလာတိတိုင်မှာဇာတိငါကိုခရစ်တော်နဲ့အတူလဝါကတဲ့မှာအတိတ်ခံပြီးတွေ့တာငါဆိုတဲ့စိတ်ကိုခရစ်တော်နဲ့အတူတည်ပြီးထို့သူဆိုတော့ငါတီကိုယ်တိုင်မရှင်ဆိုတာဝိညာဉ်ငါကိုပြောတာအဲ့ဒါကဝိညာဉ်ငါကခရစ်တော်ကငါနိုင်ရှင်တော်မူ၏ဆိုတာတော့ဝိညာဉ်မှာငါကျွန်တော်ဖြစ်တယ်လို့ညွှန်ပြတာလူနေရောက်ရှိတယ်ဒီနေ့ဇာတိငါကိုဖျားကရှုမိတာအဲ့ဒါမတည်ဘူးဆိုရှုမိတာရော့တယ်ဝိညာဉ်ငါကတော့ကိုယ်ထဲမှာငါလှုပ်တာမခရစ်တော်ကလှုပ်တာငါထဲကခရစ်တော်ကလှုပ်တာခရစ်တော်လှုပ်တယ်ဆိုတာခရစ်တော်ကိုဝိညာဉ်ငါကခရစ်တော်ကိုညှပ်ပေးတယ်ဇာတိငါကခရစ်တော်အလှုပ်လို့မရအောင်လုံးမှုတတ်တယ်အဲ့ဒါကိုကျွန်တော်တီးဖို့လိုတယ်ဒါကြောင့်ကျွန်တော်တီးရမှာတော့နော်ကျွန်တော်အသက်ရှင်တဲ့မြအလုံးကကိုမဟုတ်ဘူးခရစ်တော်ဖြစ်တယ်အလူငွေပေးခရစ်တော်ကပေးတယ်နော်တရားဟောလဲခရစ်တော်ကဟောတယ်ခရစ်တော်ကဟောတယ်ကောင်းတာချင်းခရစ်တော်ကကျင့်တယ်ငါမဟုတ်ဘူးဆိုတဲ့အဲ့ဒီစိတ်အဲ့ဒါကဒီနေ့ရှိဦးမြတ်တာကိုထဲမှာအသက်ရှင်နေဖြစ်တယ်ဒါကြောင့်ရှိဦးမြတ်တာဆိုတာဇာတိလွန်မှုလာတဲ့ချိန်မှာဒီနေ့မိခွရွှေရောမယ်ဖះအလို့မလို့တော့ဘူးအဲ့ဒါဝိညာဉ်တော်အလေးမောင်သွားမယ်ဝိညာဉ်ရဲ့ကြဆင်းသွားမယ်ငါအသက်ရှင်ဒီမှာခရစ်တော်ဖြစ်၏ဆိုတာလေဒါကြောင့်အရှိကြီးတာတော့ငါဆိုတာကဒီနေ့ဖះမကြိုက်တဲ့ငါဖြစ်တယ်ဒါကြောင့်ဒီမှာဇာတိငါနဲ့ဝိညာဉ်ငါဒီမှာဖိလိတိအခန်းကြီး1အငယ်20ကဲတခြားပါပဲပေါ့ဖိလိတိအခန်းကြီး1အငယ်20အဲ့မှာလည်းငါပဲဝိညာဉ်ငါအဲ့ဒါအသက်ရှင်နေရမှာခရစ်တော်ဖြစ်သေလင်းမူကတာ၍ကျိုးရှိ၏ငါအသက်ရှင်ဒီမှာအဲ့မှာငါတုံးထားတယ်နော်အဲ့ဒါဝိညာဉ်ငါပြောတာခရစ်တော်ဖြစ်၏ခရစ်တော်ဖြစ်၏ဒါကြောင့်ဒီနေ့ခရစ်တော်ကကိုယ်ထဲမှာဝိညာဉ်ထဲကနေစိတ်ထဲကနေနေရပေးတာဒါကြောင့်ကျွန်တော်ဒီနေ့ကိုယ့်ရဲ့စိတ်ထဲမှာခရစ်တော်နေရပေးတာအဲ့ဒါကဝိညာဉ်ငါရတယ်အဲ့ဒီဝိညာဉ်ငါကဲကျမ်းစာကြည့်အောင်နော်ကျွန်တော်ကျမ်းစာကြည့်အောင်တိကောအခန်းကြီး2အငယ်16ဖတ်အောင်နော်ထိုလူကိုတွင်တင်နိုင်မည်အကြောင်းအဘယ်သူသည်ထရဖျား၏စိတ်တော်ကိုသိသည်နည်းငါတို့မူကားခရစ်တော်၏စိတ်ကိုခံရကြ၏ကဲ
တူတူကိုတွန်တင်နေမြေအကြောင်းအပေတူဒီထာဝရဘုရားစိတ်တော်ကိုတည်တဲ့ငါတို့မူကားခရစ်တော်ဤစိတ်ကိုခံရကြ၏တဲ့ကဲဇာတိခန္ဓာကိုယ်တွေ့တာစိတ်ထဲမှာခရစ်တော်နီးရပေးတာနီးရပေးတာအဲ့ဒါကဒီခရစ်တော်ကိုအသက်ရှင်မှာကိုမဟုတ်ဘူးအလုံးဝပေးငါမခရစ်တော်ဖြစ်တဲ့ဆိုတာဒီမဆွဲလန်းယုံကြည်ရမယ်အဲ့ဒါကนี่ก็အခန်းကြီး3နော်အငယ်นี่ကနေ3ဖတ်အောင်နော်นี่ကနေ3ဖတ်အောင်နော်သင်တို့သည်ငါတို့စိတ်နှလုံးပေါ်၌ရေးထားသောစာလူပေါင်းတို့တည်၍ဖတ်တတ်သောငါတို့စာပင်တည်းအဘယ်သို့နည်းဟုမူကားသင်တို့သည်မှင်းနေရေးထားသောစာမဟုတ်အသက်ရှင်တော်မူသောဘုရားသခင်ဝိညာဉ်တော်နှင့်ရေး၍၎င်းကြောက်ဖျားပေါ်၌မရေးဘဲအသားနှင့်ပြည့်စုံသောနှလုံးပြားပေါ်၌ရေး၍၎င်းငါတို့ပြုစုသောခရစ်တော်၏စာထင်ရှားစွာဖြစ်ကြ၏ကဲအဲ့ဒါကစိတ်နှလုံးထဲမှာဖျားကိုနေရာပေးတာဖျားကိုနေရာပေးတယ်ဒါကြောင့်တွေ့တာခန္ဓာကိုယ်စိတ်ထဲမှာခရစ်တော်နေရာပေးတာအဲ့ဒါကျွန်တော်အများကြီးကျွန်တော်စစာတင်ပြတာဖြစ်တယ်နော်ခရစ်တော်ကိုနေရာပေးဒီနေ့ပါလို့လို့ဆိုရင်အဲ့ဒီကိုကခရစ်တော်ကိုဖြစ်တယ်ဒီကိုစနိဒီကိုအခန်းကြီးစနိ20မှာဒီလိုပြောတယ်တင်တို့ဒီခရစ်တော်ဤကိုဖြစ်ကြ၏အတိအင်္ဂါတော်ဖြစ်ကြ၏အဲ့ဒါကခရစ်တော်ကိုဒါဆိုရင်ငါတေသွားပြီအဲ့ဒါကကိုယ့်ရဲ့ကိုကခရစ်တော်ကိုအလုံးဝပြင်ခရစ်တော်ကပေးတာကိုစိတ်ကလေကိုကောင်းတာချင်းခရစ်တော်ကကျင်းတာအဲ့ဒါကကျွန်တော်တို့ဒီနေ့ပါလို့လို့စရာဟောလေခရစ်တော်ကဟောတာကိုမဟုတ်ဘူးကိုမဟုတ်ဆိုလားဒီမှာဆွဲလန်းအဲ့ဒါယုံကြည်စီဦးမိတာကိုနီယာမပြန်ရောက်သွားတယ်ဖယားကိုနီယာပေးတာအဲ့ဒါကိုယ်စိတ်နှလုံးထဲမှာနီယာပေးတယ်အဲ့လိုစိတ်လုံးထဲမှာနီယာပေးတယ်ဆိုရင်ဖယားကမိချစ်မိတာအဲ့ဒီလုံးထဲမှာစီးစင်းတယ်ကဲဖတ်ကြည့်အောင်ဖက်အခန်းကြီး3စကုံကနေစကိုကိုဖတ်အောင်နော်ယုံကြည်ခြင်းအပြင်ခရစ်တော်သည်သင်တို့၏စိတ်နှလုံးထဲ၌ကျင့်ဝတ်တော်မူမည်အကြောင်းဘုန်းတော်ကြွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာသင်တို့အားပေးတော်မူ၏မေတ္တာ၌စိုက်ပျိုးခြင်းတိုက်မြင့်လေကြတည်ခြင်းရှိသဖြင့်သင်တို့သည်တန်ရှင်းသူပေါင်းတို့နည်းတူအလျာအနံအလျာအနက်အမြင့်တို့ကိုပိုင်းခြား၍တည်ခြင်းက၎င်းစဖာမဲစကိုတိကိုဉာဏ်နှင့်မသိနိုင်သောခရစ်တော်၏မေတ္တာတော်ကိုသိနားလည်ခြင်းက၎င်းသင်တို့သည်တတ်စွမ်းနိုင်သဖြင့်ဘုရားသခင်ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေရှိ၏အာမင်ယုံကြည်ခြင်းအပြင်ခရစ်တော်သည်တင်တို့ဤစေလုံးအထဲ၌ကျင့်ဝတ်တော်မူမည်အကြောင်းပုံတို့ကျွေဝချင်းအဖို့အလုံးငါအလျာအနာအနက်အမိကိုညာနမတိရရဖယားကင်ကဝိညာဉ်တော်အဖြစ်ပိုင်းခြားပြီးတည်ပြီးမှာဖယားကင်ဤပိစုံတော်မူခြင်းအညီပိစုံကြမည်အကြောင်းကဲဖယားမှာဖြစ်တဲ့တိုင်ကိုယ်ထဲမှာဖြစ်လာတယ်ဖယားမှာရှိတဲ့တိုင်ကိုယ်ထဲမှာရှိလာတယ်အဲ့ဒါကဖယားကင်ပိစုံတော်မူခြင်းအညီပိစုံကြမည်အကြောင်းအဲ့ဒါကရှိဦးမြတ်တာဆိုတာကိုယ်ထဲမှာရောက်လာတာဖြစ်တယ်ဒါကြောင့်အဲ့ဒီကအေးဖက်အတင်းတော်အစနော်အလုံးကိုဘုရားပေးတာဖယားအလုံးဒါမဲ့ဖယားကိုကွဲဝိညာဉ်ထဲကကွဲစိတ်ထဲကခန္ဓာကိုယ်ထဲကနဲ့နီးရပေးဖို့ပြောက်သွားတာရှိုံမြတာရော့သွားတယ်ဆိုတာဒီဂျာရီချာအခန်းကြီးနေတိကနဲ့ခွန်ကြီးမှာရေးထားတာကရှိုံမြတာပြန်လေရယူနီအဲ့ဒါကအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကိုယ်အသက်တာကိုပြန်စစ်ဆေးရမယ်ယောမအော်ရာစာခန်းကြီးနာအငယ်ငါ့ကိုဖတ်ရအောင်နော်နေကင်းလို့အဘယ်ကြောင့်နည်းဟုမူကားငါတို့အားပေးတော်မူသောတန်ရှင်းသောဝိညာဉ်တော်သည်ဘုရားသခင်မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲ၌ညှိုးလောင်းတော်မူ၏ကဲ
Eri ma pa bio le. Tu mio linchi ka she chong se an kin mi chong. Phia ki I chi chi mi ta ko nga to I sinh na long the này era ka khana ku se te ma như long da. Như long da surate chao te be da. Ate pe ka lu the ma shi le mi ta ne lu the ka ne phia mi ta ka ma tu pu. No. Lu ka ku kong ma tu kong ma ku ka kong da. Aku tu ku bo kong ma kong da. Ta me phia mi ta ka ro. Tu ma kong ile phia ka kong pi ta a kong mi wa ta. No. A kong mi wa ta. Era ka phia ma ku the ka ne a lo lo da. A kong mi wa ta ka pa le. Ti ko sa to ma ye tha le. No. ကျွန်တော်မဖတ်တော့ဘူးဒီကော73မှာဒီနေ့ပါလို့ဆိုဖယားကြီးချစ်ချင်းမြတ်တာနော်ယခုမှယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းဤသုံးပါးတည်လက်ရှိဤသုံးပါးတို့တွင်ချစ်ချင်းမြတ်တာကအမြတ်ဆုံးဖြစ်တယ်ဆိုတာအဲ့ဒါကလူရဲ့အချစ်မဟုတ်ဘူးဖျားကြီးရဲ့ချစ်ချင်းမြတ်တာကိုယ့်ရဲ့ကိုယ်ခန္ဓာထဲကနဲ့ဖယားကိုချစ်တာဖယားမြတ်တာနဲ့လူတွေကိုဖယားချစ်တာအဲ့ဒါကလူတိုင်းဖတ်တဲ့တော့စာခရစ်တော်ရဲ့စာသင်ရှားစွာဖြစ်တယ်ဆိုတာလေအဲ့ဒါကလောက်တာမဖြစ်တာအဲ့ဒါပိုင်ရှင်ကန်ရှင်ကကျွန်တော်တို့ကတပေါ်သူစီတော့ကပြရမယ်အဲ့ဒါကဒီနေ့အဖက်အတင်းတော့ရော့သွားတဲ့အတင်းတော့ဖယားအလုပ်ကိုညာပြမနော်ကိုထဲမှာဖြစ်နေအဲ့ဒါစူးစမ်းလို့မရဘူးကိုကတိမဆွဲလန်းတပေါ်သူရင်ဖယားတခင်ကအလုပ်လုပ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်နှုတ်ကပတော်ကကျွန်တော်တို့ထဲမှာအသက်ဖြစ်လာရင်ခရစ်တော်ကိုနေရာပေးတဲ့နေရာပေးလိုက်ကိုထဲကလည်းဖယားကအလုပ်လုပ်တာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဒီစိတ်နှလုံးအတိတ်ပြင်စင်နေနော်ခရစ်တော်စိတ်နှလုံးဆိုတာကိုယ့်တွေ့တာခန္ဓာကိုယ်စိတ်ထဲမှာခရစ်တော်ရဲ့စိတ်ကိုကျွန်တော်ထဲမှာနေရာယူတာအဲ့ဒီချိန်မှာကိုယ့်ကိုယ်မခရစ်တော်ကိုဖြစ်သွားပြီနော်ဒါကြောင့်အလုံးကိုပန်းတင်ကြတော့ဒီနေ့တိကောစတုံးမှာဖယားတခင်ချစ်ချင်းမြတ်တာကကောင်းမြတ်ဝါဒရှိတယ်ကောင်းမြတ်ဝါဒအပြစ်ကိုဖုံးအုပ်တတ်တယ်နော်အဲ့ဒါကအကောင်းမြတ်ဝါဒနဲ့ကျွန်တော်ကြည့်တယ်ဒီနေ့ပါအလိုလစီခရစ်တော်ကကိုတဲ့ကနေအလုံးလုံးနေဖြစ်တယ်ဒါကြောင့်ကနဦးအတင်းတွေပိတ်တိတ်ပါပိတ်တိတ်လဲဆိုပိတ်ရင်ပိတ်တိတ်ချင်းတိတ်ပိတ်တိတ်ဒါကြောင့်ယေရှုခရစ်တော်သင်တူရာယေရှုခရစ်တော်ကတကယ်ကိုပါရတယ်လို့ဆိုပရင်ပိတ်တိတ်တကယ်ရတာနော်အဲ့ဒါကပါတာရေးတက်မဟုတ်ဘူးတကယ်ဖြစ်တဲ့အရာဒါကြောင့်ပြရိချံအခန်းကြီးပြရိချံအခန်းကြီးတိမဖားနေတော့အငယ်ငါမှာယေရှုခရစ်တော်ရတဲ့ကအခုရတာပရင်တကတို့ဤပရင်အထနော်အဲ့ဒါကဒီနေ့ပါလို့စီအခုပရင်ကပပေါ်မှာအမြင့်ဆုံးကယေရှုများကြီးပြရိချံစကိုစနေကိုဖတ်ပြအောင်ပြရိချံအခန်းကြီးစကိုအငယ်စနေကိုဖတ်အောင်စီတော်သည်မိရှံကဲ့သို့ဖြစ်၏ခေါင်းတော်ပေါ်၌တရဖူများကိုစောက်၏ကိုယ်တိုင်မှတပဘယ်သူမျှမသိသောနာမတော်သည်ရေးထားလျက်ရှိ၏ကဲအဲ့တော့ကောင်းတော်ပေါ်၌တရဖူများကိုစောင့်ထားလေ၏အပွေအညာဆုံးရာသူအများဆုံးအမြင့်ဆုံးကတော့ယေရှုခရစ်တော်ဖြစ်တယ်ရထားတဲ့ပွဲတိတ်ကဒီနေ့ပါလို့လို့ဆိုရင်မွေးကလေးကနဲ့ပရင်
တေတဲ့ချင်မှာပရင်အဲ့ဒီအတင်းတော်ကိုလည်းရတယ်အတင်းတော်လည်းရတယ်ဒါကြောင့်အတင်းတော်ရတဲ့ပိဋိကပရင်ပိဋိပရင်နော်ပရင်ပိဋိနဲ့အဲ့ဒါကအေးဖက်အတင်းတော်ကိုစခဲ့တယ်ဆိုတာကိုပြောချင်တယ်ကဲဒါကြောင့်ဒီနေ့ဘုရားသခင်ကကျွန်တော်အတင်းတော်ခုနှစ်ပါးအကြောင်းကိုလေ့လာတဲ့ချိန်မှာကနဦးအတင်းတော်ရဲ့အစကကနဦးအတင်းတော်ရဲ့အစကပရင်ပိဋိနော်အဲ့ဒါကတမန်တော်တွေတကယ်ရသွားတဲ့ပိဋိဖြစ်တယ်ကဲကျွန်တော်တို့ဒီနေ့ကိုယ့်ကိုယ်တင်ကန်းစာယူရအောင်နော်ကျွန်တော်တို့ဒီနေ့ဇာတိစိတ်ကိုယ်ထဲမှာနေရာယူရရကိုဘယ်လိုဖယ်ရှားရင်ပရင်ပိဋိရမလဲအဲ့ဒါကဖယားကြီးဤချစ်ချင်းမေတ္တာနော်ချစ်ချင်းမေတ္တာကိုကျွန်တော်ထဲကနေဒီနေ့စီးတော့ကိုပြေဖို့စီယမေတ္တာမလျော့သွားအောင်ကိုယ့်အတ္တကိုပြင်ဆင်ရအောင်လို့ခွန်အားပေးခြင်းပါတယ်ဒီနေ့ကြာသွားတဲ့နှုတ်ကပတော်ပေါ်မှာအရောက်တိုင်းဖယားခင်ကိုကြည့်ပေးပါစေခဏလေးကျွန်တော်ဆုတောင်းပေးမယ်နော်ဆုတောင်းပေးခြင်းလေနော်ဖယားခင်ကိုလိုကြည့်စုတယ်နဲ့ဇုံလိုက်မှာဒီနေ့ဒီပြရိချာအပိုင်းစတိဒီနေ့ကနဦးအတင်းတော်ပိဋိယေရှုရတဲ့ပိဋိဒီနေ့ကျွန်တော်အတင်းတော်ဥပုံကခရစ်တော်ဖြစ်တယ်ခရစ်တော်ကျွန်တော်ဒီနေ့ခရစ်တော်ကိုခန္ဓာကျွန်တော်ဖြစ်တယ်ဒါကြောင့်ဖယားပေါ်မှာခရစ်တော်ပေါ်မှာစီစီနဲ့ပိဋိကကျွန်တော်ကိုလည်းရပါတယ်ဒီကြောင့်အတင်းတော်မှာဒီနေ့နှုတ်ကပတော်မှာနားထောင်တဲ့အလူအရောက်တိုင်းကနဦးအတင်းတော်ပိဋိရဲရင်ချင်းပိဋိဒီနေ့ချစ်ချင်းမေတ္တာနဲ့စီးထွားတဲ့ပိဋိဒီနေ့ရော့သွားတာကိုဘယ်လိုဖြစ်မလဲဆိုတာနှုတ်ကပတော်အတိစကားပြောပါတယ်ကြာသွားတဲ့လူအရောက်တိုင်းပေါ်ကောင်းချီးပေးပါအိုးခမဲတော်ပုံပေးတယ်တားတော်ပုံပေးတယ်တန်ရှင်တော်ဝိညာဉ်တော်ပုံပေးတယ်ယေရှုနာမနဲ့ကောင်းချီးပေးဆုတောင်းစကားနဲ့အာမင်